နော်ထာမင်းကြီးဟာရှင်အရဟံမထေရမြတ်စီကနေသစ္စာတရားအစစ်တွေကိုကြားနာခွင့်ရခဲ့ပြီးနောက်မှာတော့အမားနဲ့အမှန်ကိုကောင်းစွာခွဲခြားသိမြင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ပဲတိုင်းပြည်ကိုအယူဝါဒအမှားတွေနဲ့လွှမ်းမိုးချယ်လှယ်နေတဲ့အရေးကြီးတွေကိုခြေမုံမှုအတွက်အမိန့်တော်တစ်ခုကိုထုတ်ပြန်လိုက်ပါတော့တယ်။ဒီကနေ့ကစပြီးအရေးကြီးတွေကိုကိုးကွယ်ခြင်းလုံးဝမပြုရဘူးဆိုတဲ့အမိန့်ပါပဲ။ဒါနဲ့မကသေးပါဘူး။အကျင့်ပြတ်နေတဲ့အရေးကြီးတွေကိုလည်းလူဝင်လဲစေပြီးတော့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်စင်သမား၊ငင်းသမားနဲ့အမှုရန်ရဲမက်တွေအဖြစ်တပ်သားစုဆောင်ပစ်ခဲ့ပါတော့တယ်။ဒါဟာအနော်ထာမင်းကြီးရဲ့ကြီးမားတဲ့ပြုပြင်ပြောင်းလဲရေးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာအခွင့်ထူးခံစီးစိမ်တွေခံစားနေရပြီးမှလူလူကိုလှည့်စားနေတဲ့အရေးကြီးကောင်းဆောင်တွေဟာအလွယ်တကူအလျှော့ပေးမဲ့သူတွေတော့မဟုတ်ပါဘူး။သူတို့ဟာတိတ်တဆိတ်လူသူစုဆောင်ပြီးတော့နော်ထာမင်းကြီးကိုနမ်းချဖို့စီစဉ်ပါတော့တယ်။အတွင်းရန်သူတွေအပြင်ရန်သူတွေရဲ့ကြားမှာအနော်ထာမင်းကြီးနဲ့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ထက်မြက်တဲ့သူရဲကောင်းတွေလိုအပ်လာခဲ့ပါတော့တယ်။ပထမဦးဆုံးပေါ်ထွက်လာမဲ့သူရဲကောင်းကဘယ်သူဖြစ်မလဲဆိုတာကိုတော့နောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။